အိတ်လက်လာလေးလိုချင်လို့ပါတဲ့ Okay. ခုနကပေါ့နော်အောက်လက်မောသွားသည်ကျွန်တော်အောက်လက်မောသွားသည်တယ်ပေါ့နော်ဟုတ်စီငါအောက်လက်မောသွားသည်တိလားအောက်လက်မောကကြတော့ဟို brand ပစ္စည်းတွေပေါ့နော်ဈေးနည်းနည်းတက်တာလည်းရတယ်ဆိုတော့ဒါကြွတော့မို့ပေါ့နော် Plastic side eye. ကြွတော့မို့ဒါလေးဟောပေါ့ဘာလို့ပြလဲဆိုလေဈေးတက်တာလို့ပေါ့နော်ဒါကကျွန်တော်တို့ brand ပဲ brand လို့ပြောလိုက်တဲ့အခါမှာလေကျွန်တော်တို့football လာမသိဘူးFUT BOL brand လို့တော့ပြောကျွန်တော်မခေါ်တော့ဘူးအတမထွက်တော့ဘူးပေါ့နော်အဲ့ဒါလေးဟိုကဘောလုံးဖက်နဲ့ကျွန်တော်ဘောလုံးကန်ဘောလုံးဖက်နဲ့လေ485လာနေကြတာပေါ့နော်ဆိုတော့ဒါဆိုတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကန်လို့လည်းကောင်းတယ် Oh my god! ဟိုပြောချင်တာကကြာကျွန်တော်ဖက်နဲ့တစ်ကဟိုပါပေါ့နော်အတစ်ဝယ်တယ်ဆိုတာပေါ့ကျွန်တော်မှာကျင်တဲ့သူတွေမှာလို့ရတယ်ဆိုကျွန်တော်ပြောပြတာပေါ့နော်မြန်မာနိုင်ငံကပဲဖြစ်ထိုင်းပဲဖြစ်မှာကျင်တဲ့သူတွေမှာလို့ရတယ်ပေါ့နော်ဆိုတော့ TikTok ပေါ်မှာလည်းတူပါပဲမှာလို့ရပါတယ်